အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ခု happy pay video file လေးကျွန်တော်ဝေစင်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်နဲ့တူတော့ကြည့်ကြရင်ပေါ့နော် let's go ကျူမင်းဆရာကြီးနဲ့တွေ့ကြတာဘာကိစ္စလဲပြော အဖေရပြင်လာရဲ့လေအောင်မထီရဲ့အထက်ဝီရဲ့အဲ့ဒီသုံးမတော့မတင်ခိုင်းဘူးလိုက်တော့တာ ဟေးဘာဖြစ်လို့လဲ ပြင်းကြကောင်းလို့ပါပြီးတော့မြန်မာသားကလည်းဘုံဘုံရှိတဲ့ဖတ်တိုက်စောပြီပေါ့ငါတို့အများကြီးတင်နေပါလေ ဟေး အင်္ဂလိပ်စာကတော့တက်ထားတာပေါ့ပါလေအင်္ဂလိပ်စာကကြည့်တော့နားလည်တာပေါ့ပြီးတော့သမိုင်းကဆိုပါဦးရှင်ကအကြောင်းကြီးဆိုတော့နားထောင်လို့ကောင်းတော့သိပ္ပံကအချော့ကြိုက်စေဒီကအကောင်းဆုံးအမြောက်ကတထိုင်ပြီးတာပဲအဖေကတင်ကြတော့ဘာလို့တင်နေမှလဲမသိဘူးဘာမှမတူကြတဲ့ကျွန်တော်ပြင်ကုန်တယ်ခရီးကန်ကမှအားသုံးမရှိတာကြည့်လုံးနဲ့သိတာဘာလေးချစ်ပူတယ်လို့ဆိုချင်တယ်ပြီးတော့အတွင်းတော့3တော့ပေါင်း180ထိကတည်းတဲ့180မကလို့200ပဲရှိရှိဘာလို့ကောင်းဘယ်လိုလဲအဲ့ဒီတိုင်းလဲတဘာဝပေါက်ဘင်းဆိုတာအထူးဆန်းလို့သူကပေါက်နေတာပေါက်နေမှာပဲအဲ့ဒါကြောင့်လူအပ်တဲ့ဟာမျိုးကိုလည်းကအချင်းကုန်ကနေမတင်ဘူးတာတော့တာပါ မောင်ကျူမင်းဟာကလေတင်ယုံညွန်းနာမှာကိုပြင်ပြရမလို့ဖြစ်နေပါပြီကွာ okay ဒီလောက်ပဲပေါ့နော်နောက် video မှာပတ်သက်